တခါတလေလူတွေကသူတို့ဘဝကိုကံကြမ္မာအခြေအနေအခြားလူတွေကြောင့်ဖြစ်နေတယ်လို့ထင်ကြတယ်ဒါပေမဲ့အမှန်တရားတစ်ခုရှိတယ်မိတ်ဆွေရဲ့ဘဝကိုဖန်တီးနေတာကကိုယ့်ရဲ့စိတ်ပါပဲမိတ်ဆွေစိတ်ထဲမှာအကြောင်းအရာတစ်ခုကိုထပ်ခါတလဲလဲတွေးနေတယ်ဆိုရင်အဲ့ဒီတွေကကိုယ့်ရဲ့တသက်တာထဲမှာတကယ်ဖြစ်လာနိုင်တဲ့စိတ်ဟာလက်ခံထားတာကိုပြန်မစစ်ဘူးလက်ခံပြီးသားကိုပဲအမှန်တရားအဖြစ်ပြောင်းလဲပေးတယ်ငါမလုပ်နိုင်ဘူးလို့တွေးနေရင်စိတ်ကလည်းမင်းမလုပ်နိုင်ဘူးဆိုတဲ့လမ်းကိုပဲဖန်တီးပေးမယ်ဒါပေမဲ့ငါလုပ်နိုင်တယ်လို့ယုံကြည်လာပြီဆိုရင်ကိုယ့်ရဲ့အတွင်းစိတ်ကလမ်းဖွင့်ပေးတယ်အောင်မြင်မှုဆိုတာအပြင်ကမလာဘူးစိတ်ထဲကစတင်တဲ့လူတစ်ယောက်ရဲ့စိတ်ထဲမှာဘာတွေရှိလဲဆိုတာကသူ့ဘဝကိုဆုံးဖြတ်ပေးတဲ့ကြောက်ရွံ့မှုရှိရင်ပြက်ကွက်မှုလာမယ်ယုံကြည်မှုရှိရင်အောင်မြင်မှုလာမယ်ကိုယ့်ရဲ့စိတ်ကိုမိမိကိုယ်တိုင်ထိန်းချုပ်နိုင်ရင်မိတ်ဆွေတို့ဘဝကိုထိန်းချုပ်နိုင်တဲ့စိတ်ဟာလေယာမြေလိုပဲကိုကမျိုးစေ့တွေစိုက်ရမယ်အဲ့ဒီမျိုးစေ့တွေကအတွေးတွေကောင်းတဲ့အတွေးစိုက်ရင်ကောင်းတဲ့ဘဝရမယ်မကောင်းတဲ့အတွေးစိုက်ရင်မကောင်းတဲ့ဘဝရမယ်ဒါကြောင့်နေတိုင်းမိမိစိတ်ကိုတတိထားကြည့်ပါဘာတွေထက်နေတယ်လဲဘာတွေကိုယုံကြည်နေတယ်လဲတကယ်စစ်ပွဲကအပြင်မှာမဟုတ်ဘူးမင်းစိတ်ထဲမှာပဲရှိတယ်အဲ့ဒီစစ်ပွဲကိုနိုင်ခဲ့ရင်မိမိဘဝကိုလည်းနိုင်ပြီဆိုတာပါပဲတနေ့တယောက်တည်းအေးဆေးထိုင်ပြီးစဉ်းစားကြည့်ပါမိသားဆွေဘဝကဘာကြောင့်ဒီလိုဖြစ်လာတာလဲမိတ်ဆွေမသိပဲလုပ်နေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကမိတ်ဆွေရဲ့အတွင်းစိတ်ကိုအစီအစဉ်ချနေခြင်းပဲနေတိုင်းကိုယ်စိတ်ထဲမှာအတန်တစ်ခုထွက်နေတယ်ငါမတော်ဘူးငါမရနိုင်ဘူးငါမအောင်မြင်နိုင်ဘူးမိတ်ဆွေတတိမထားဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ကတော့နားထောင်နေတယ်ပြီးတော့အဲ့ဒီအတန်တွေကိုအမှန်တရားအဖြစ်ယုံကြည်လာတဲ့လူအများစုကအောင်မြင်မှုမရတာသူတို့မလုံနိုင်လို့မဟုတ်ဘူးသူတို့ရဲ့စိတ်ကမလုံနိုင်ဘူးလို့ယုံကြည်ထားပြီးသားလို့ပဲမိတ်ဆွေရဲ့စိတ်ကထက်ခါတလဲလဲတွေးတဲ့အရာကိုအမှန်တရားအဖြစ်သတ်မှတ်လိုက်တဲ့မိတ်ဆွေကြောက်တဲ့အရာတွေအများစုဟာတကယ်ဖြစ်လာတယ်ဒါကမတော်တဆမဟုတ်ဘူးမိတ်ဆွေရဲ့စိတ်ကဖန်တီးခဲ့တာပဲဒါပေမဲ့ကောင်းတဲ့အတွေးတွေထည့်ပေးရင်ကောင်းတဲ့ဘဝကိုလည်းဖန်တီးပေးတယ်မိတ်ဆွေနေတိုင်းငါတိုးတက်နေတယ်ငါအောင်မြင်လာမယ်ငါလုံနိုင်တယ်လို့ယုံကြည်စွာပြောနေမယ်ဆိုရင်စိတ်ကအဲ့ဒီအရာတွေကိုလက်ခံပြီးတကယ်ဖြစ်လာအောင်လမ်းဖန်တီးပေးတဲ့ဘဝကိုပြောင်းရှင်ရင်စိတ်ကိုအရင်ပြောင်းရမယ်ညတညလူတွေအားလုံးအိတ်နေတဲ့အချိန်မှာမိတ်ဆွေတယောက်တည်းနိုးနေခဲ့ဘူးလားတွေးတွေမနာတမ်းဝင်လာနေတဲ့အချိန်မင်းရဲ့အတွင်းမှာအတန်နှစ်ခုရှိနေတဲ့တစ်ခုကပြောတယ်မိတ်ဆွေမလုံနိုင်ဘူးနောက်တစ်ခုကတိတ်တိတ်လေးပြောတယ်မိတ်ဆွေလုံနိုင်တယ်လူအများစုကကြောက်ရွံ့မှုရဲ့အတန်ကိုပဲနားထောင်ကြတယ်နေတိုင်းမိတ်ဆွေမမြင်နိုင်တဲ့နေရာတစ်ခုမှာစစ်ပွဲတစ်ခုဖြစ်နေတယ်မိတ်ဆွေနဲ့ကိုယ့်ရဲ့စိတ်ကြားမှာမိတ်ဆွေအရှုံးပေးလိုက်တဲ့နေ့မှာဘယ်သူမှမသိဘူးဒါပေမဲ့ကိုယ့်ဘဝကတော့တဖြည်းဖြည်းပြိုကွဲနေပြီးမိတ်ဆွေတွေးတွေကကိုယ့်ကိုယ်တတ်နေတဲ့ယုံကြည်မှုတွေပျောက်သွားတယ်အိမ်မက်တွေမြင်ငိမ့်သွားတယ်တနေ့တော့မိမိကိုယ်ကိုမေးရမယ်ငါဘဝကိုဖျက်နေတဲ့သူငါကိုယ်တိုင်ပဲလားအဲ့ဒီအမှန်တရားကိုလက်ခံလိုက်တဲ့အချိန်ကစပြီးမိတ်ဆွေရွေးချယ်ရမယ်ကြောက်ရွံ့မှုလားယုံကြည်မှုလားအစမှာအတန်တစ်ကအားနေတယ်ဒါပေမဲ့မိတ်ဆွေနားထောင်လာတဲ့အခါအဲ့ဒီအတန်ကအားကြီးလာတယ်နေတိုင်းစစ်ပွဲရှိနေတယ်ဒါပေမဲ့ဒီတစ်ခါမိတ်ဆွေမထွက်ပြေးတော့ဘူးရက်တီတယ်တိုက်တယ်ရွေးချယ်တယ်ပြီးတော့မကြောက်တော့ဘူးယုံကြည်လာတယ်မိမိစိတ်ကကိုယ့်ကိုထောက်ပံ့လာတယ်အပြင်လောကကိုအနိုင်ယူဖို့မလိုဘူးမင်းစိတ်ကိုပဲအနိုင်ယူရင်လုံလောက်ပြီးနောက်ဆုံးမှာမိတ်ဆွေရှုံးမပေးတော့ဘူးမိတ်ဆွေတို့စိတ်ထဲမှာဘယ်အတန်ကိုနားထောင်မလဲကြောက်ရွံ့မှုလားမဟုတ်ရင်မိတ်ဆွေဘဝကိုပြောင်းလဲပေးမဲ့ယုံကြည်မှုလားဆရာအောင်ဝင်းစိတ်ပညာရေးသားထားတဲ့စိတ်ရည်စွမ်းရင်စာအုပ်ထဲကမိတ်ဆွေတို့အတွက်အကျိုးရှိစေမဲ့အချက်လက်လေးတွေထုတ်နှုတ်တင်ပြလိုက်ခြင်းဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အတွေးကိုလည်း comment မှာဆွေးနွေးလို့ရပါတယ်ဗျဗီဒီယိုလေးကိုသဘောကျနှစ်ချိုင်ရင် like ဆန်ခရိုက်လုပ်ပေးသွားပါအောင်တော့အားလုံးကိုစိတ်နှစ်ဖြာကျန်းမာကြပါစေ